မင်္ဂလာပါကျွန်တော်ဒီကတင်ဆက်ပေးချင်တာကတော့အခြားသူတွေကိုယ့်ရဲ့ Wi-Fi ကိုအသုံးပြုလို့မရအောင်ဘယ်လို Wi-Fi setting ချိန်ရမလဲဆိုတာပဲဖြစ်ပါတယ်။နောက်တော့ပထမအဦးဆုံးအနေနဲ့ browser တစ်ခုတည်းဝင်ရပါမယ်။ကျွန်တော်တို့ရဲ့ Wi-Fi set တွေရဲ့သက်ဆိုင်ရာ IP address တွေကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ IP address ကိုမသိဘူးဆိုရင်တော့ကျွန်တော်တို့Wi-Fi set တွေကိုဒါငှားရမ်းအသုံးပြုထားရဆိုရင်ကျွန်တော်တို့သက်ဆိုင်ရာ operator စီမှာတစ်ချက်မေးမြန်းကြည့်ပါ။ကျွန်တော်တို့ router set တွေပါတွေဝယ်ထားပြီးအသုံးပြုတဲ့သူတွေဆိုရင်တော့ကျွန်တော်တို့ရဲ့နောက်ကျောဘက်မှာWi-Fi set ထဲမှာဒါရေးပြထားပါလိမ့်မယ်အဲ့ဒါကိုတစ်ချက်ကြည့်ပြီးလုပ်ကြည့်ပါဗျ။ကျွန်တော်တို့Wi-Fi set တွေနဲ့ကိုတစ်ချက်ဝင်ကြည့်ပါမယ်။ကျွန်တော်တို့အခုကတော့ကျွန်တော်တို့Wi-Fi setting ကိုရောက်ရှိသွားပြီဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကWi-Fi ရဲ့လုံခြုံရေးဆိုင်ရာအချက်လက်တွေလုံခြုံရေးဆိုင်ရာအချက်လက်တွေပြောင်းလဲမှာဖြစ်တဲ့အတွက်ကျွန်တော် security ကိုဝါပါမယ်။ဘာဖြစ်ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တွေ့ရတော့ map filter URL filter ဆိုပြီးဒါအစင်းစင်ဒါတွေ့ရတယ်ပေါ့ဒါတွေ့ရတဲ့အခါမှာဆိုရင်ကျွန်တော်တို့ဒါ device တွေရဲ့ MAC address တွေနဲ့စစ်တုံးမှာဖြစ်တဲ့အတွက်ကျွန်တော် map filter ကိုရွေးပါမယ်။ဒါလေးကတော့ကျွန်တော် on နေပါတယ်။ on နေတဲ့အတွက်ကျွန်တော်ဒါလေးကိုတစ်ချက်နှိပ်ကြည့်မယ်ဆိုရင် disk နဲ့ permit ဆိုပြီး2မျိုးပေါ်ပါမယ်။အချို့ Wi-Fi set တွေမှာဆိုရင်တော့ကျွန်တော်တို့ disk ကို blacklist လို့ပေါ်ပြီး permit ကို whitelist လို့ပေါ်ပါမယ်။ permit ဆိုတာကတော့ကျွန်တော်တို့ကိုအသုံးပြုစေချင်တဲ့ဒါ device တွေကိုပဲရွေးချယ်ပြီးအသုံးပြုခိုင်းတာဖြစ်ပါတယ်။ disk ဆိုတော့ကိုအသုံးမပြုစေချင်တဲ့ device တွေကိုဒါ block ပစ်တာဖြစ်ပါတယ်။အဲအကြောင်းမလို့ကျွန်တော်တို့လူချင်းမင်းတို့အနေနဲ့ကြိုက်နေတဲ့ရာအဆင်ပြေမဲ့နီးလန်းတိုင်း2မျိုးတည်းကြိုက်နေတဲ့ရွေးပြီးတော့ရွေးချယ်ပြီးအသုံးပြုနိုင်ပါတယ်ကျွန်တော်တို့ကတော့အခုလောဆယ်ရှင်းပြမှာကတော့ပါမစ်အကြောင်းဖြစ်တဲ့အတွက်ဒီပါမစ်နဲ့ဆိုင်တာကိုကျွန်တော်တစ်ချက်ရှင်းပြပါမယ်အဓိကတော့ကိုကဒီ Wi-Fi တက်ကိုခြားသူတွေအသုံးမပြုစေချင်ဘူးဆိုရင်တော့ကျွန်တော်ပါမစ်ကိုထားတာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ကျွန်တော်ကိုပါမစ်ယူလိုက်ပြတဲ့အချိန်မှာကျွန်တော်ဒီမှာ software အထွတ်မှာကျွန်တော်ဒါစကလုံးဒီရဲ့ device တွေရဲ့ဒါစကလုံး6လုံးကိုကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ map address ကိုဘယ်လိုကြည့်ရမလဲဆိုတာဖုန်းမှာဘယ်လိုကြည့်ရမလဲဆိုတာကျွန်တော်တစ်ချက်ပြောပြပေးပါမယ်နောက်တော့ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒါ setting နဲ့ဝင်ပါမယ် setting နဲ့ဝင်ရင်ကျွန်တော်တို့ဒီ Wi-Fi ကကျွန်တော်တို့ဒါအသုံးပြုလို့မရတစ်ချက်ကြည့်ပါမယ်အားဆိုရင်တော့ကျွန်တော်ရဲ့ Wi-Fi ကလုံးဝအသုံးပြုလို့မရပါဘူးအသုံးပြုလို့မရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါသူ့ရဲ့ Wi-Fi ဒီရဲ့ device ရဲ့ကျွန်တော်တို့ MAC address ကိုတစ်ချက်ကြည့်ပါမယ်အဲ MAC address ကိုကြည့်ရင်ကျွန်တော်တို့ဒါ my device ထဲကိုပါ my device ထဲကို data info and speed ထဲကိုပါပြီးတော့ကျွန်တော်တို့ဒီမှာ status ဆိုတာရှိမှာအဲတစ်ချက်နှိပ်ကြည့်ပါအဲ့ဒီဆိုရင်ကျွန်တော်ဒီမှာ device Wi-Fi MAC address ဆိုပြီးပေါ်ပါလိမ့်မယ်အဲ့ဒါလေးကိုကျွန်တော်ဒီထဲရိုက်ထည့်ပါအဲ့ဒါကျွန်တော်ဒီထဲကိုရိုက်ထည့်ပါဖြစ်ပါတယ်ရိုက်ထည့်ပြီးဆိုရင်လည်းကျွန်တော်တို့ဒါအလေးကိုတစ်ချက်နှိပ်ပေးပါမယ်နှိပ်ပြီဆိုတာနဲ့ကျွန်တော်တို့ Wi-Fi အသုံးပြုလို့မရဘူးတစ်ချက်ကြည့်ကြည့်ပါမယ်ဒါဆိုရင်တော့ဒီလောက်ကြာနေတော့ကျွန်တော် Wi-Fi အသုံးပြုလို့မရဘူးဆိုတာထင်ရှားပါတယ်။ဥပမာကျွန်တော်တို့ဒါ Wi-Fi အသုံးလုံးဝအသုံးပြုလို့မရပါဘူး။ဒါ MAC address ထည့်ပြီးတော့ဘာလို့အသုံးပြုလို့မရလဲဆိုတော့ကျွန်တော်သုံးတဲ့ဖုန်းက Xiaomi ဖုန်းကြီးဖြစ်နေလို့ပါ။ဘာကြောင့်မလဲဆိုတော့ Xiaomi ဖုန်းမှာဆိုကျွန်တော် setting တစ်မျိုးပါပါတယ်။သူ့ရဲ့ Wi-Fi setting နဲ့မှာကျွန်တော်တစ်ချက်ဝါကြည့်ရပါမယ်။ Wi-Fi setting နဲ့ဒီရဲ့ device တဲ့ Wi-Fi setting နဲ့ဝင်ပြီးရတယ်ကျွန်တော်တို့ဒီဒါ privacy ဆိုပြီးပေါ်လိမ့်မယ်ဒီ privacy မှာဆိုရင်ဒီမှာyou random right match ဆိုပြီးတော့ပေါ်ပါလိမ့်မယ်နောက်ပြီးတော့ကျွန်တော်တို့ you device match ဆိုပြီးတော့ပေါ်ပါလိမ့်မယ်အဲ့ဒါဒီအချိန်မှာဆိုကျွန်တော်တို့က you device match ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ဘာဖြစ်လို့ဆိုရင်ကျွန်တော်တို့ဒီပါမယ် Wi-Fi setting နဲ့မှာကျွန်တော်တို့ပေးထားခဲ့တာဒီ device ရဲ့ MAC address ကိုပဲပေးထားတာဖြစ်တဲ့အတွက်ဒီရဲ့ device ရဲ့ MAC address နဲ့အသုံးပြုမှသာလည်းကျွန်တော်တို့
ဒီရဲ့ Wi-Fi ကအလုပ်လုပ်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ Show Device Method ကိုရွေးချယ်ပြီးဆိုတာနဲ့အမှန်ချစ်ပေးလိုက်ပါမယ်ဒါဆိုရင်တော့လုံးဝကိုအသုံးပြုလို့ရပါပြီဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကလူချင်းမတို့အတွက်အသုံးဝင်နေဆိုရင်တော့ like and share လေးလုပ်ပေးပြီးတော့နောက်ထပ်ကောင်းတို့ရာလေးကိုလည်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက် subscribe လေးလုပ်ပေးကြဖို့တိုက်တွန်းရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်